Hello အစည်းအဝေးကကြာသွားတယ်ဘာလို့ဆိုရင် boss ကအရန်လေပေါ်နေလို့ဆိုအောင် English လို့ပြောမလဲတစ်ချက်ကြည့်ကြအောင်နော်အစည်းအဝေးကကြာသွားတယ်ဆိုတာကြ the meeting was long because ဘာလို့လဲဆိုရင် boss ကလေပေါ်နေလို့လေပေါ်က talkative ကိုပြောပဲဖြစ်ပါတယ်အဲ့ဒါ the boss was too talkative အစင်ကြ the meeting was long because the boss was too talkative ပဲဖြစ်ပါတယ်အဲ့နောက်ထပ်ကကြတော့ကိုနဲ့မဆိုင်ဘဲနဲ့ဆက်စုတာကိုကြဘယ်လိုပြောလဲအဲ့ကြ nosy ပဲဖြစ်ပါတယ်မင်းဘာလို့အရန်ဆက်စုနေရလဲ why are you so nosy why are you so nosy why are you so nosy ပဲဖြစ်ပါတယ်အဲ့မှာဆရာကြီးလောက်တာကြတော့ bossy ပဲဖြစ်ပါတယ် my older sister is very bossy my older sister is very bossy ကျွန်တော်အမအရန်ဆရာကြီးလောက်တယ်အဲ့ဆိုရင်နောက်ဆုံးတစ်ခုကကြဇီစာကြောင်တော့ပဲဖြစ်ပါတယ်အဲ့ကြတစ်ခုဆိုလို့ဆိုရင်ကြီးမြပါတော့ကြီးမြဆိုတာခဏကွာကြီးမြကိုပြောအောင်မဟုတ်ဘူးเนาะအစားအသောက်ဆိုလို့ဆိုရင်လည်းကြီးမြတယ်တစ်ခုဝယ်ပေါ့နော်ဝယ်စားဝယ်ပါညာဆိုလို့ဆိုရင်လည်းအရန်ကြီးမြရယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုလို့ဆိုရင်ကြတော့သူကကြ picky ပဲဖြစ်ပါတယ်အဲ့ဆိုရင် the children are picky eaters the children are picky eaters ကလေးတွေကအစားအသောက်ကြီးမြရယ်ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye